Ko iman Patawin Visiddhati Shama Lokin Sa Iman Tadevaka Ko Dhammavaran Ture Tita Kudalo Popa Miwa Visiddhati Sure Begin Boglio Chikamiro Yasavya Hojara Pit Minglava say Ejamu Piside, Diaro Mia Nepoa, Joshi, a Tipinya Miagu, Nizin disappeared the Machan Pipare, Nasun Dwajava. Did not of Chipolabo and John Leo Nigapio. Yanoria Ki Dwajare Ki Dwabiro Pianla de Kama Sagabio Jare Kama Pari Pioro. Through Lanki Machun Dwigayari Pure Beani Bedore Langa Kaune Langu Champu Nirabe Bemio Bemio Dore Lagar Chinese Chindi Nemagamu Belanga Dorosure Sure Pagari Miechi Chow Piosu Nijara Yasavya Chare Kama Bagari land and Bagari Mieji, Champiosu Nejeha. The Yarama Chindoni Repoguri, Puma, a champion Yemepsipo. Yes, of Yaya, so much Yaroriha. A chingo lonta motara. Poiru de Rele, Luwa Yare, Chinima, Gogo, Sunset Chimese. Chumyazwa Masila Kisarine, Poirudi, a chainy Golonga Yara Miala. Nizene Mia, Gobuama Damushi Yarine, Chingongera Ned. Damushi Yari Sura Parile Lumi Tila Sura, Kuchindia Hale, Damushi Ludari. Say-tema Pibolare, the D Sune, Deyahale, Damoshire, the Madi Surale, Damoshire, Pinya Surale, Damoshire. Shene Nalone Mapide Magamu Dusega, Shechin Sore, Hero Daba, Deyahale, Damoshire. Bajan Damoshi don't so. Tidiari Filai Bisu, through ye Jutayamu, Chimar. Kaunyo Chanari Pimos. Tamumishi Vene Sojuri Pimosida. Cinema Pimolare Loba Lugine Loba Bepipi, Dwetare Loba Bepipi. Loba Pilla Lushi Lurietanama, Banye Mulu Sora. No Loba ha, Sego, Ye, Sing Mu. Piasi social zero. I love a go away, Kamisanda, Amasura, sense pleasure. Yasire Mia and Nidesia, Ayo Naga Jare, Tayare, Tansare, Ti Ayoniha, Ludega Chide, Ioni Fidi Dwecha, sense pleasure look, English Lupianam, Yamaluro, Nidesia. Ayomia, say a pure muiboya, Ayomia, Luchinzea, Ayomia, Drusoma. Kama Sure Sakalonga, Luchinzea, Lupio. Yes, you got Miare, say Ayonja, Chichinzea, count. Duriha, Tayare nearly Chile and Chinet. Tayare, Danli, not only allusion, Chinet. Tabiro Chijane, Tabi Jajan. Erelu, Louis Seku, Swesson Donane, Ionigu, Kama Lucora. Eri Kama Sura. Say Tema, Sewinzazia, Ionigu. Eri Sewinzazia, Ionigu. Sewinzara got Sandalu Piora Tiniama. Tizagania Bonsa be Kamis Sanda, look call it.
အဲ့ဒါတွေစဉ်းစားကြည့်ရင်ဘုန်းကြီးတို့တွေဟာလူဖြစ်လာတဲ့အချိန်မှလည်းပဲဒီဆန္ဒတွေရှင်ထဲမှာကြီးထွားနေတာဖြစ်တယ်တရိစ္ဆာန်ဘဝတုန်းကလည်းကြီးထွားတာဘယ်တော်ပဲဖြစ်ဖြစ်ရှင်ထဲမှာပြောစရာအာယုန်နဲ့တွေ့လို့ရှိရင်ပြောခြင်းနဲ့ဆန္ဒနှစ်သက်စရာဆန္ဒတွေနဲ့ပြောခြင်းနေကြတာဒါသဘာဝလိုပဲဖြစ်တယ်အဲ့ဒါတန်မိုးလားလို့မေးလိုက်လို့ရှိရင်အဲ့ဒီပြောခြင်းစရာအာယုန်တွေနဲ့ပြောနေခြင်းဟာလူတွေရဲ့ယင်ထဲမှာဖြစ်တဲ့တတိတန်မိုးကြီးမားတဲ့တမာတိနဲ့တန်မိုးကြီးမားတဲ့အသိဉာဏ်တွေကိုသူကဟန်တာတော့မဖြစ်အောင်ဆုတ်ပိတ်တတ်တယ်ပေါ့အဲ့ဒါကြောင့်သူတို့ကိုနိဝရဏလို့ခေါ်တာပြောခြင်းနဲ့စိတ်တွေလွှမ်းမိုးနေတဲ့ပုဂ္ဂိုလ်တယောက်ဟာမှန်ကန်တဲ့အတိတစ်ခုရမှာမဟုတ်ဘူးမှန်ကန်တဲ့အတိရဖို့လေမှန်မှန်ကန်ကန်စဉ်းစားမှာမဟုတ်ဘူးပျော်ဖို့ပါဖို့ပဲသူစဉ်းစားမှာဖြစ်တယ်အဲ့ဒါလို့စဉ်းစားရင်းနဲ့အချိန်ကုန်သွားသည့်အတွက်ကြောင့်တန်ဖိုးကြီးမားတဲ့အရာဘာတစ်ခုမှမရနိုင်ဘူးလို့သူပြောတာနော်တန်ဖိုးကြီးမားတဲ့အရာတွေဒါတွေကတန်ဖိုးရှိတဲ့အရာတွေမဟုတ်ဘူးပြောတယ်ဆိုတာတခဏမျှသာဖြစ်တယ်ပေါ့နော်ပြောပြီးလို့နောက်ဆက်တွဲရရှိလာတဲ့အကျိုးကျေးဇူးဆိုတာများစွာမရှိဘူးခိတ္တခဏလေးရဲ့စိတ်ရည်ကျင့်တတ်မှုလေးပဲအဲ့ဒီကျင့်တတ်မှုကလည်းဘယ်လောက်ကြာအောင်ပျော်ရွှင်နိုင်မလဲစဉ်းစားကြည့်မယ်ဆိုရင်ကာမဂုဏ်အာယုန်ရဲ့ခံစားမှုဟာအပတ္တတာတာယာစရာကနည်းနည်းလေးပဲရှိတယ်တာယာတဲ့အချိန်လေးကလည်းနည်းနည်းလေးပဲရှိတယ်ဘာပဲဖြစ်ဖြစ်လှတာကိုကဲတဏီကုံထိုင်းကြည့်စမ်းလို့ပြောလို့ရှိရင်ခဏနေမျက်စိညောင်းတော့နော်တချင်းတန်လေးတဏီကုံနားထောင်ကြည့်စမ်းဆိုရင်ကြာရင်နားညောင်းတော့မှာပဲနားညောင်းတယ်ကိုနားညည်းတယ်လို့ခေါ်တယ်နားကြတော့ညည်းတယ်လို့ပြောတယ်မျက်စိကြတော့ညောင်းတယ်လို့တခုတော့ဖြစ်လာမှာပဲစားစရာအစာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဝက်သားကြိုက်တဲ့လူကိုဝက်သားကြီးသာချက်ကျွေးတစ်ပတ်လောက်ဆိုကြည့်တောင်ကြည့်ချင်မှာမဟုတ်သူ့ဘာတန်းတာလာမလဲဆိုချမောင်ဟင်းလေးစားချင်စိတ်ပေါက်လာဟောအဲ့ဒီအာယုန်တွေပေါ်မှာနှစ်သက်တယ်ဆိုတာဟာအမှန်တမ်းတူထောင်းတဲ့အချိန်ပိုင်းလေးမှာဟုတ်တယ်လို့ရှိတယ်ဟုတ်တယ်လို့ရှိရုံနဲ့မကဘူးလူစိတ်ကိုလွှမ်းမိုးထားတယ်ချုပ်ကင်ထားတယ်ဓမ္မထားတခြားဟာကိုလုံးဝမလုံနိုင်တဲ့အနေထားဘယ်အာယုံကာမဂုဏ်ပဲဖြစ်ဖြစ်ကြာရှည်ခံစားနိုင်စွာမရှိဘူးတဲ့လူရဲ့ခန္ဓာသို့တော့ကာမဂုဏ်အာယုန်တွေကထွက်ခွာပြီးတော့တမာတိနဲ့စံတရားကိုပွားများအထုတ်လိုက်လို့တမာတိအာယုန်လေးတစ်ခွက်ကိုကြည့်ပြီးတော့နေမယ်ဆိုလို့ရှိရင်ညောင်းတာလည်းမရှိဘူးတဲ့ပင်မတာလည်းမရှိဘူးညှိငွေ့သွားတာလည်းမရှိဘူးဇာအာယုန်နဲ့နေတဲ့ပုဂ္ဂိုလ်တွေဟာကြာရှည်စွာထိုင်နိုင်ကြတယ်မလှုပ်မရှက်နေကြတယ်တခါတော့ကရသော်ဗျာနဲ့ပရပိုက်တွေဆွေးနွေးကြတဲ့အခါမှာနိခန္ဓတွေတက္ကရုံးနေနဲ့ဆွေးနွေးကြတယ်ပြောခြင်းဆိုရင်ကနေပြီးတော့နိခန္ဓတူကလွတ်ခနဲ့သူကပြောလိုက်တယ်လောကမှာတဲ့မင်းစည်းစိမ်ခံစားနေရတဲ့ပေမိတာရမင်းကြီးကအရှင်ဂေါရမတဲ့ပို့ပြီးချမ်းသာတယ်လို့ဘုရင်စည်းစိမ်ခံစားလို့ရှင်ဂေါရမတဲ့ပို့ချမ်းသာတယ်ဆိုတော့ကဲအဲ့ဒီချက်ကိုမြတ်စွာဘုရားကမေးမယ်သူဘေဘိတာရမင်းကြီးကပိုချမ်းသာတယ်ဆိုလို့ရှိရင်တဲ့ကြည့်ရအောင်ဘေဘိတာရမင်းကြီးကမလှုပ်မရှက်တဏှာထိုင်နိုင်လားတဲ့ဘေဘိတာရမင်းကြီးကမလှုပ်မရှက်တစ်ပတ်လောက်ထိုင်နိုင်မလားတဲ့နော်မြတ်စွာဘုရားမေးတာမထိုင်နိုင်
အဲ့တော့မထိုင်နိုင်တာဟာချမ်းသာလို့လားဆင်းရဲလို့လားဆင်းရဲလို့မထိုင်နိုင်တာလေမြတ်စွာဘုရားပြောတယ်ငါကတပတ်တိတိမလုံမရှက်ထိုင်နိုင်တယ်ငါရဲ့စိတ်ဟာနိဗ္ဗာန်အာယုန်တစ်ခုတည်းကိုဖလားသမဘဝင်စားပြီးတော့ဝိမု ക്തി ဒုက္ခကိုခံစားနေရင်ငါလုံးဝမလှုပ်ဖဲနဲ့နေနိုင်တယ်ပိဋကရမင်းကြီးရောအဲ့လိုနေနိုင်ရဲ့လားလို့ဆိုမနေနိုင်မနေနိုင်ဘူးဆိုရင်ဘယ်သူကပို့ချမ်းသာမလဲဆိုမြတ်စွာဘုရားမေးခွန်းထုတ်တယ်နော်ချမ်းသာတယ်ဆိုတဲ့နေရာမှာလူတွေရဲ့အမြင်ကတစ်မျိုးမြတ်စွာဘုရားကရှင်းပြတာအတိုင်းတာဘယ်လောက်ထိအောင်ကြာရှည်စွာချမ်းသာဒုက္ခကိုခံစားနိုင်တယ်လေကာမဂုဏ်ချမ်းသာတွေကိုခံစားတာအလွန်တူတောင်းတယ်အချိန်ပိုင်းလေးနဲ့ကာမဂုဏ်ချမ်းသာခံစားတာညှိငွေ့သွားတယ်နော်ညှိငွေ့သွားတယ်ဘာပဲဖြစ်ဖြစ်လောကမှာညှိငွေ့သွားတရားဓမ္မကြားတဲ့အခါကျတော့တရားသိသွားလို့တရားရှိတဲ့ပုဂ္ဂိုလ်တွေမှာကြတော့တရားအာယုန်နဲ့နေလိုက်ရင်ညှိငွေ့သွားတယ်လို့မရှိဘူးစိတ်ထဲမှာတရားနဲ့တွေ့လို့ရှိရင်ဓမ္မပီတိဒုက္ခံသေတိလို့ဆိုတာဓမ္မပီတိနဲ့သို့မဟုတ်တရားတိဟုသောအမြတ်ရည်စင်ကိုတောက်သုံးလိုက်ရတဲ့ပုဂ္ဂိုလ်ဟာချမ်းသာတယ်တရားဓမ္မကိုနှစ်နှစ်ခြိုက်ခြိုက်နေရတဲ့ပုဂ္ဂိုလ်ချမ်းသာဘာကြောင့်ချမ်းသာတာတော့လို့ဆိုချမ်းသာမှုကဘလို့ကွာသွားတာတော့ဆိုကာမဂုဏ်အာယုန်နဲ့ခံစားမှုကဇောစိတ်တန်းနေတဲ့အချိန်လေးလောက်ပဲသူကကာမဂုဏ်အာယုန်ထဲမှာจิตနဲ့တလို့ရှိတယ်ပြီးလို့ရှိရင်လူရဲ့ခန္ဓာကိုယ်ရဲ့ချမ်းသာဒုက္ခတွေဟာကြာဆုံးပြီးပျောက်ကွယ်သွားတာဖြစ်တယ်ခဏလေးပဲချမ်းသာဒုက္ခပို့ကာမဂုဏ်အာယုန်ကထွက်တဲ့စံချမ်းသာကိုခံစားမယ်ဆိုလို့ရှိရင်ဘယ်နှနာရီခံစားဘယ်နှနာရီဇန်တရားနဲ့ဇန်ရှုမှတ်ပွားနေလူဟာမလုံမရှားပဲနဲ့ငြိမ်သက်အေးချမ်းစွာနေထလာတော့လေလန်းဆန်းတို့ဆိုလို့ပေါ့နော်ကာမဂုဏ်အာယုန်ခံစားလို့ဝမ်းသာတယ်လို့ဆိုမဲ့ထလာတဲ့အခါကျတော့ဒီလန်းဆန်းမှုတွေမရှိတော့အကုန်လုံးအဲ့ဒါလို့ကွဲပြားခြားနားမှုတွေအများကြီးရှိတယ်ဒါကြောင့်မို့တကယ်တရားနဲ့တရားဓမ္မရဲ့အရသာကိုခံစားရတဲ့ပုဂ္ဂိုလ်ကကာမဒုက္ခကိုဒုက္ခလို့မသတ်မှတ်ဘူးတကယ်ကိုဓမ္မဒုက္ခကိုသာလဲဒုက္ခလို့သတ်မှတ်တာဖြစ်တယ်ပေါ့အလွန်တူတောင်းတယ်အချိန်ပိုင်းလေးအတွင်းမှာဆုံးရှုံးသွားတယ်ချမ်းသာဒုက္ခဒီလိုဆိုလို့တယ်ပေါ့နော်ညှိငွေ့သွားတယ်စိတ်ပြက်သွားတယ်ကိုချမ်းသာတယ်လို့ထင်တဲ့အရာသည်ညှိငွေ့စိတ်ပြက်သွားတာကြိုက်လာပါတယ်ဆိုတဲ့အစာအာဟာရစားကြည့်လေဝါဤသွားတဲ့ဟိုဘက်နောက်မှာစားချက်စိတ်ကုန်သွားပြီလေဘယ်အရာပဲဖြစ်ဖြစ်နေ့စဉ်ရက်ထက်ဆိုရင်ကြည့်တော့မကြည့်ချင်ဖြစ်တော့အဲ့ဒါလိုပဲကာမဂုဏ်အာယုဆိုတာညှိငွေ့စေတတ်တဲ့အရာတွေပဲဖြစ်တယ်ဇန်တရားတွေကြတော့အဲ့လိုညှိငွေ့တာမရှိဘူးတရားဓမ္မနဲ့ပတ်သက်ပြီးညှိငွေ့သွားတာမရှိဘူးဒါကြောင့်မို့တရားဓမ္မအသိနဲ့ပို့ပြီးတော့ချမ်းသာတယ်လို့သူတို့ဆိုတယ်အဲ့တော့မြတ်စွာဘုရားကချမ်းသာအစစ်နဲ့ချမ်းသာအတုရေရှည်ချမ်းသာနဲ့ရေတိုချမ်းသာတက္ကနာချမ်းသာရနဲ့ထာဝရချမ်းသာအဲ့ဒါနှစ်ခုတန်ဖိုးသိထားတာဖြစ်တယ်အနှစ်သာရလို့ဆိုတာဟာကြာရှည်လဲခံရမယ်ခိုင်မာမှုလည်းရှိတယ်အဲ့ဒါမှအနှစ်သာရတန်ဖိုးရှိတဲ့အရာယဟန်တော်တွေဟာလမ်းသွားရင်ပြောနေကြတဲ့စကားတွေကဘာတွေတော့ဆိုဘယ်လမ်းကကောင်းတယ်ဘယ်လမ်းကမကောင်းဘယ်လမ်းကဟုတ်လားဆူးကြောင်ခလုတ်တွေများတယ်ဘယ်လမ်းကတော့မြေချမ်းတယ်ဘယ်လမ်းကတော့ခြိုင်းနေချင်းတွေပေါ်တယ်အဲ့ဒါလို့လမ်းအကြောင်းတွေပြောတော့မြတ်စွာဘုရားကယဟန်တွေကိုဆုံးမတဲ့စကားရှိတယ်တဏိပတိတဏံဝောဘိခွေဒွါယံကရဏီယံတဏိပတိတဆိုတာ
နှစ်ယောက်ဆုံမိပြီဆိုရင်အနည်းဆုံး2ယောက်ပေါ့နော်2ယောက်ဆုံမိတာတဏ္ဏိပတိတာတဏ္ဏိပတာနာတဏ္ဏိပတိတာနာဩဘိက္ခု2ယောက်ဆုံမိပြီဆိုရင်ဒွါယံကရဏိယမင်းတို့2မျိုးပဲလုပ်သင့်တယ်2ယောက်တွေ့ရင်2မျိုးပဲလုပ်ရမယ်အဲ့ဒီ2မျိုးကဘာလို့ဆိုဓမ္မိကထာဝါတမိုးရှိတဲ့တရားနဲ့ပတ်သက်တဲ့စကားရင်လည်းပြောတဲ့ကိုပြောတဲ့အကြောင်းအရာဟာတမိုးရှိတဲ့တရားဓမ္မနဲ့ပတ်သက်တဲ့အကြောင်းအရာပဲဖြစ်ရမယ်အဲ့ဒါလိုမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းအရိယောဝါတုံနိဘာဝကပ္ပဋ္ဌာန်းနှလုံးသွင်းပြီးတော့ Nobel Silence နဲ့နေပါတို့ဆိုဒါမြတ်စွာဘုရားဆုံးမလေးရှိတယ်အဲ့တော့မြတ်စွာဘုရားဆုံးမတဲ့ခဏိလောကသားတွေရဲ့အမှုအကျင့်နဲ့နှိုင်းယှဉ်ကြည့်နှစ်ယောက်ဆုံးပြီးရင်ပြောအတင်းပြောကြတာနော်နှစ်ယောက်ဆုံးပြီးရင်အတင်းပြောဘာသာကြားပြီလားစာပြောချင်နေတာတစ်ချက်တယောက်အကြောင်းပြောချင်လားကြားပြီလားဆိုရင်ပြောပြီးသားမှတ်ပြီးတော့တယောက်နဲ့တယောက်ဆုံပြီးလို့ဘယ်သူကပြင်တော်လိုက်တာဘယ်သူကဘာဖြစ်သွားတဲ့နဲ့ချီးမွမ်းစကားပြောလို့ရှိရင်ဟိုတယောက်ကမထောက်ခံဘူးဘာဖြစ်လာလို့ဆိုမသိပါဘူးကွာဒါပေမဲ့တော်တယ်အဲ့လူကဒါပေမဲ့ဆိုတာလာရင်တော့အပြစ်ပြောပြီးသားမှတ်ပြီးတော့နော် however လို့တက်လာပြီဆိုရင်အဲ့ဒါအတင်းပြောခြင်းပဲဖြစ်တယ်ဒါလူတွေရဲ့အကျင့်ကဒီတိုင်းဖြစ်တာအဲ့ဒါမှနေလို့ထိုင်လို့အဆင်ပြေသလိုဖြစ်နှစ်ယောက်တွေ့ပြီဆိုရင်တင်းပြောကောင်းပြောလိုက်မယ်သို့မဟုတ်တခြားကိစ္စတွေပြောခြင်းပြောမယ်သူ့အကြောင်းသူ့အကြောင်းပါလာရင်တော့တယောက်ကချီးမွမ်းရင်နောက်တယောက်ကထောက်ခံခြင်းမှခံအဲ့ဒါလို့အနေထားမျိုးတွေရှိလို့မြတ်စွာဘုရားတဏ္ဏိပတိတဏံဝောဘိက္ခွေဒွါယံကရဏီယမင်းတို့နှစ်ပါးဆုံပြီးပြီဆိုရင်2မျိုးပဲလုံးတဲ့ဓမ္မိကထာဝါတရားစကားပြောရင်ပြောတရားဆွေးနွေးရင်ဆွေးနွေးမဆွေးနွေးဘူးဆိုရင်အရိယောဝါတုံနိဘာဝNobel Silence ဆိုတာဘာမှပြောစရာမရှိလို့ငိုင်းနေတာမျိုးဆိုလိုတာမဟုတ်ဘူးဘာမှမသိလို့ငုတ်တုတ်ချီနေတာဟိုချက်တူရွေးကြီးလို့မဟုတ်ချက်တူရွေးကြီးကိုပညာရှိလို့ထင်တယ်သူကဘာမှမသိလို့မပြောတာပြောလည်းမပြောတတ်ဘူးနော်အဲ့ဒါမျိုးပြောတာမဟုတ်ဘူးသူက Nobel Silence ဆိုတာတရားနှလုံးသွင်းပြီးဥပမာပဲမေတ္တာပို့နေမယ်တရားနှလုံးသွင်းနေမယ်ကိုသိထားတဲ့တရားဓမ္မကိုစဉ်းစားဆင်ခြင်နေမယ်ကိုယ့်ရဲ့ကိုယ်ချင်းတရားကိုစစ်သုံးသပ်နေမယ်ကိုယ့်ရဲ့ဘဝအခြေအနေတွေကိုဆင်ခြင်သုံးသပ်နေမယ်အဲ့ဒါအရိယောဝတုံနိဘာဝလို့ခေါ်တယ် Nobel Silence ဆိုတာငုတ်တုတ်ကြီးဒီတိုင်းဟိုတောင်တွေးမြောက်တွေးနေတာမျိုး Nobel Silence လို့ပြောတာမဟုတ်ဘူးเนาะNobel Silence ဆိုတာသူ့မှာကောင်းမြတ်တဲ့အာယုတစ်ခုနဲ့ငြိမ့်နေတာစကားမပြောဘဲနဲ့ငြိမ့်နေတာအဲ့ဒါ Nobel Silence အဲ့ဒါလိုမြတ်စွာဘုရားကဆုံးမဩဝါဒပေးတာသို့တော်ယဟန်တွေဟာပုထုဇဉ်တွေဆိုတခါတရံမှာသူတို့ကြုံတွေ့ခဲ့တဲ့အရာတွေကိုရှောက်ပြောလေးရှိကြတခါတော့ဆိုရင်ယဟန်တွေဟာဘာတွေပြောကြတော့ဆိုလောကမှာတဲ့အတတ်ပညာတွေရှိတယ်ဘယ်အတတ်ပညာအကောင်းဆုံးလဲဆွေးနွေးကြတယ်မြတ်စွာဘုရားမလာခင်ထိုင်ပြီးစကားပြောနေကြဘယ်အတတ်ပညာကောင်းတချို့ပြောတယ်လေခာသိပ္ပစာရေးခြင်းအတတ်ကောင်းတယ်အခရသိပ္ပအခရစလုံးတွေကိုဖတ်တဲ့အတတ်ကောင်းတယ်စသဖြင့်ကိုထင်ရမြင်ရအတတ်ပညာတွေနဲ့ကောင်းတာပြောနေကြတော့မြတ်စွာဘုရားလာတဲ့အခါမှာဘာတွေပြောတော့ဆိုအဲ့ဒီအတတ်ပညာတွေအဲ့တော့မြတ်စွာဘုရားကဆုံးမတယ်အဲ့ဒီလိုဟာမျိုးတွေပြောနေမဲ့အစား
တရားစကားပဲပြောတဲ့နေနော်တရားစကားပဲပြောတဲ့နေမပြောဘဲနဲ့နေပဲဆိုရင်လေ noble silence မမှန်ကန်ကန်တတိတမ္စင်ညနဲ့ mindfulness and comprehension နဲ့တတိတမ္စင်ညနဲ့တိတ်တိတ်နေတဲ့နေလို့ဒီလိုပဲမြတ်စွာဘုရားအမြဲတမ်းဆုံးမလို့ရှိတယ်အခုဒီယဟန်တော်တွေကခရီးပြန်လာတဲ့အခါကျတော့မြေကြီးအကြောင်းကိုပြောတယ်မြတ်စွာဘုရားမေးတယ်ဘာစကားတွေပြောကြတာတော့လို့ဆိုတပည့်တော်လမ်းကပြန်လာတဲ့အခါမှာလမ်းကောင်းတယ်မကောင်းဘူးတွေအဲ့ဒါတွေပြောကြတယ်မြေကြီးအကြောင်းပြောတယ်ဆိုမြတ်စွာဘုရားပဂရိမြေကြီးအကြောင်းပြောလို့အသိဉာဏ်တစ်ခုဟာဘာမှတိုးတက်လာမှာမဟုတ်ဘူးတန်တရားမှာဘယ်တော့မှမသိနိုင်တဲ့အသိဉာဏ်တွေရဖို့ရပဂရိမြေကြီးအကြောင်းပြောမဲ့စာပထဝီလို့ခေါ်တဲ့ခန္ဓာကိုယ်တွေကမြေကြီးအကြောင်းပြောကြပါလားနော်ခန္ဓာကိုယ်ထဲမှာလည်းပဲပထဝီဆိုတာမြေကြီးကိုပြောတာနော်ခန္ဓာတွေကပထဝီမြေကြီးအကြောင်းကိုပြောပါလားဘာလို့ပဂရိမြေကြီးအကြောင်းပြောမလဲဆိုပြီးမြတ်စွာဘုရားဆုံးမဩဝါဒပေးတာအဲ့ဒီဆုံးမဩဝါဒပေးရကနေပြီးတော့ဒီမေကွန်းလေးဖြစ်လာမေကွန်းလေးနဲ့အဖြေကိုမြတ်စွာဘုရားကယဟန်တွေကိုသင်ပေးတယ်ကောပထဝေဝိစိတတိဘသူဟာမြေကြီးအကြောင်းကိုကောင်းကောင်းသိနိုင်တယ်လေဒီမေကွန်းလေးမေးလိုက်တာဘယ်ပုဂ္ဂိုလ်ဟာမြေကြီးအကြောင်းကိုကောင်းကောင်းသိမလဲအဲ့ဒီမေကွန်းကတရားနဲ့ပတ်သက်တဲ့မေကွန်းဖြစ်တယ်မြေကြီးလို့ဆိုရင်လည်းရန်ကုန်မြို့ပတ်ဝန်းကျင်မှာရှိတဲ့မြေကြီးတွေကအိမ်ရတကွဲဆိုလို့ရှိရင်ပေ60ပေ40ဆိုရင်ဘယ်လောက်ရှိတယ်ဆိုတာအဲ့ဒီမြေကြီးကြောင့်ပြောတာမဟုတ်ဘူးเนาะမြေရောင်းစားတဲ့ပုဂ္ဂိုလ်တွေရဲ့မြေကြီးကြောင့်ပြောတာမဟုတ်မြတ်စွာဘုရားကောပထဝီကောဣမံပထဝီဝိသစ္စတိဤခန္ဓာကိုယ်ကပထဝီရဲ့မြေကြီးအကြောင်းကိုဘယ်သူဟာစစ်ဆေးသိရှိနိုင်တယ်လဲဆိုပြီးတော့မြတ်စွာဘုရားဒီဟာတဲ့အဖြေထပ်ပေးတာတော့ဘာလို့ဆိုသေခောဣမံပထဝီဝိသစ္စတိတရားဓမ္မကိုကျင့်ကြံအထုတ်ဆဲဖြစ်တဲ့ပုဂ္ဂိုလ်တွေဟာသေခပုဂ္ဂိုလ်လို့ခေါ်တယ်တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်နေတဲ့ပုဂ္ဂိုလ်တွေဟာဒီခန္ဓာကိုယ်ဆိုတဲ့အစ္ဆဒပထဝီလို့ခေါ်တယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့မြေကြီးအကြောင်းကိုကောင်းအောင်သိတယ်လို့ဆိုကဲဒါဖြင့်ပဂရိမြေကြီးအကြောင်းကိုမပြောနဲ့ကိုယ်ခန္ဓာကိုယ်မှာရှိတဲ့အတုံးအခဲအမာအုပ်စုမြေကြီးဆိုဒီမှာတိယမိယဖြစ်တာကိုပြောသူရဲ့ခန္ဓာကိုယ်ထဲမှာလည်းပဲပထဝီဓာတ်လို့ခေါ်ရတဲ့အတုံးခဲအမာတွေဟာ20ရှိတယ်နော်32ခောဓာတ်ထဲမှာအတုံးခဲအမာတွေဟာ20ရှိတယ်အဲ့ဒီ20အကြောင်းကိုပြောရမယ်ဒါဝိပဿနာရှုခိုင်းတာပဲနော်ဝိပဿနာရှုခိုင်းတာဘုန်းကြီးတို့တွေကိုယ်မျက်စိနဲ့လည်းမြင်လို့ရတဲ့ဟာက9ခုရှိတယ်ဘာလို့ဆိုရင်ဆံပင်မွေးညင်ခြေသက်လက်သက်သွားအရေးလူရဲ့ခန္ဓာကိုယ်မှာအဲ့ဒါလဲအတုံးခဲသဘောတွေဖြစ်သည့်အတွက်ကြောင့်မျက်စိနဲ့မြင်ရတဲ့အတုံးခဲသဘောတွေဖြစ်လို့ဘုန်းကြီးတို့တွေရဲ့ခန္ဓာကိုယ်မှာကြည့်လိုက်ခေါင်းကစားကြည့်လိုက်တော့ဆပင်ရှိတယ်ခေါင်းပေါ်ပေါက်တဲ့ဟာကိုဆပင်ကေတာတခြားနေရာမှာပေါက်တာတွေကိုလောမှာမွေးညင်းလက်ဖြားခြေပြားမှာရှိတာတွေကခြေသက်လက်သက်ပါးစပ်ထဲမှာရှိတာသွားနော်အပေါ်ယံကကွတ်ထားတယ်ဖြူတယ်မဲတယ်ပြောကြတယ်အရေးဟောအဲ့ဒါလူခန္ဓာကိုယ်မှာရှိတဲ့ပထဝီပဲတဲ့မြတ်စွာဘုရားလူခန္ဓာကိုယ်မှာရှိတဲ့ပထဝီမာတဲ့သဘောတရားအလုံးဟာအဲ့ဒီပေါ်မှာဉာဏ်နဲ့
ရုပ်ခန္ဓာတွေဟာအဲ့ဒီပေါ်မှာစုပြီးတော့နေကြတယ်စုပြီးတော့နေတာဖြစ်တယ်ပေါ့ဓာတ်ကြီး၄ပါးနဲ့ဖွဲ့စည်းထားဖြစ်လို့အဲ့ဒါကိုဘယ်သူသိအောင်ကြိုးစားနေတာလဲဆိုလို့ရှိရင်တိခါပုဂ္ဂိုလ်တွေကကြိုးစားသိအောင်ကြိုးစားနေတာအဲ့တော့သိအောင်ကြိုးစားတယ်ဆိုတာသောတာပန်ပုဂ္ဂိုလ်လည်းသိအောင်ကြိုးစားတော့မယ်ဘာဖြစ်လို့သိအောင်ကြိုးသောတာပန်ပုဂ္ဂိုလ်ကပထဝီမသိဘူးလားလို့ဆိုသူ့မှာသိเสียကြမ်းနေသေးတယ်ဒါမှကြိုးစားနေတယ်ယဟနာဖြစ်သွားရင်သိပြီးသွားပြီလို့ပြောမယ်နော်ယဟနာမဖြစ်သေးရင်သိခယဟနာဖြစ်သွားရင်အသိခပြောမယ်ဆိုရင်သူဟာသူတည်တနာလုံးနေတော့မှရှိသေးတယ်သိခပုဂ္ဂိုလ်ဆိုတာဒါမှမဟုတ် trainee လို့ခေါ်တယ်သင်္นานယူနေတဲ့ပုဂ္ဂိုလ်တွေလို့သောတာပန်ကနေပြီးတော့အနာဂံထိအောင်ပုဂ္ဂိုလ်နဲ့ပြောမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်တွေဟာဓမ္မသင်္นานကိုယူနေစေပုဂ္ဂိုလ်တွေဖြစ်လို့သိခပုဂ္ဂိုလ်လို့ခေါ်တယ်သီလလည်းပဲဖြစ်ကျင်နေတော့ဖြစ်တယ်တမာတိကိုလည်းလေ့ကျင့်နေတော့ပဲဖြစ်တယ်ပညာဟာလည်းပဲမပြည့်စုံသေးလို့လေ့ကျင့်နေတော့ပဲဖြစ်တယ်ယန္နာဖြစ်သွားပြီဆိုရင်လေ့ကျင့်မှုမလိုတော့ဘူးအလုံးပြည့်စုံသွားပြီလေ့ကျင့်ကနေပြည့်စုံသွားပြီဒါကြောင့်မို့ယဟန္တာပုဂ္ဂိုလ်တွေကအလုပ်ပြီးသွားပြီဆိုရင်ကတံကရဏီယံလှုပ်ရှားတွေငါလှုပ်ပြီးပြီနာပရံအိဋ္ဌတယဒါအတွက်နောက်ထပ်လှုပ်ဖို့မရှိတော့ဘူးလို့ယဟန္တာပုဂ္ဂိုလ်တွေဟာကိုယ့်ကိုသိတယ်သောတာပန်စတဲ့သောတာပန်သက္ကရာကအနာဂံဆိုတဲ့ပုဂ္ဂိုလ်တွေဟာလှုပ်ရှားတွေနဲ့ကြည့်ပဲရှိနေတယ်ပုထုဇဉ်ဆိုတာထဲ့မပြောနဲ့တော့နော်လှုပ်ရှားတွေကြမ်းဒါမို့ဒီမြေကြီးကိုဘသူသိအောင်ကြိုးစားနေတာလဲဆိုရင်သောတာပန်သက္ကရာကအနာဂံနေပုထုဇဉ်ကစပြီးသောတာပန်သက္ကရာကအနာဂံနေဟာသိအောင်ကြိုးစားနေကြတော့မှရှိသေးတယ်အဲ့တော့ဘုန်းကြီးတို့တွေရဲ့ခန္ဓာကိုယ်မှာကြည့်လိုက်ပဲဆိုရင်ဆံမြင်မွေးခြင်းခြေသက်လက်သက်သွားအရေးဒါကမျက်စိနဲ့မြင်ရတဲ့အပေါ်ယံကြည့်လို့ရတဲ့အရာနော်အသားအကျော်အယိုးချင်စီအညွတ်၅ခုအဲ့ဒါကြအတွင်းရောက်သွားပြီနော်နှလုံးအသက်အမေးအဖြစ်အဆုပ်အတွင်းထဲကကလိစာတွေဥမဥသိသသစ္စာဟောင်းအုံနှောက်အောင်ဆိုအဲ့ဒါပထဝီဓာတ်20လို့ခေါ်တယ်ဒီရခန္ဓာကိုယ်ထဲမှာဓာတ်တွေဟာငါမဟုတ်ဘူးပထဝီပဲနော်ပထဝီဓာတ်တွေကြီးပဲလို့ဝိပဿနာဉာဏ်မှာအဲ့လိုရှုမြင်သုံးသပ်တာတစ်ခုစီတစ်ခုစီဟာသူ့နာမည်နဲ့သူလှုပ်လိုက်တဲ့အခါကျတော့လူရဲ့ပုံပန်းတရံဟာပျောက်သွားပြီးတော့တရဝါဆိုတဲ့အမှတ်တင်ညာပျောက်အောင်လုပ်ရမှာဖြစ်တယ်တရဝါဆိုတဲ့အမှတ်တင်ညာဖြစ်ရင်ချစ်ချင်းမုန်းချင်းလာနေမှာတရဝါဆိုတာပျောက်သွားရင်ချစ်တာမုန်းတာပျောက်သွားနော်လူတွေမှာချစ်ချင်းမုန်းချင်းဆိုတာဟာချစ်ချင်းမုန်းချင်းဆိုတာဘာကိုပြောတာတော့လို့လောဘနဲ့ဒေါသကိုပြောတာလောဘဒေါသလာနေဥမှာပဲအဲ့ဒီအမြင်ပြောက်သွားအောင်ဒုက္ခနာကိုမှာပထဝီဓာတ်20ပဲရှိတယ်ဒီ20ရှိတယ်လို့ဒီလိုရှုမှတ်ပွားများခြင်းအပြင်တရဝါဆိုတဲ့အနေထားပြောက်သွားပြီငါဆိုတာလည်းမရှိတော့ဘူးသူတော်ဝါဆိုတာလည်းမရှိတော့ဘူးနော်အဲ့ဒီပုံသဏ္ဍာန်ပေါ်မှာဆွဲပြီးတော့ဖြစ်တဲ့ချစ်ချင်းမုန်းချင်းဆိုတဲ့တဏှာနဲ့ဒေါသရာဂနဲ့ဒေါသဒီနှစ်ခုပျောက်ကွယ်သွားတယ်ဒီလိုဆိုလို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်ကောဣမံပထဝီဝိသတတိအစ္ဆတပထဝီလို့ဆိုတဲ့ခန္ဓာကိုယ်တွေကပထဝီဓာတ်သဘာဝတရား20ကိုဘသူဟာသိအောင်ကြိုးစားနေတာလဲဆိုသေခောဣမံပထဝီဝိသတတိကျင့်စေပုဂ္ဂိုလ်ဟာသိအောင်ကြိုးစားနေတယ်ယဟနာပုဂ္ဂိုလ်ကြတော့သိပြီလို့ပြောအောင်သိအောင်ကြိုးစားနေတာဒီပုဂ္ဂိုလ်တွေပဲသေသေးချာချာသိအောင်ကြိုးစားနေတယ်လို့သူဆိုတယ်ယမလောကင်္စဣမံတတိဝကံဒါကဩဃတလောကနဲ့ပတ်သက်လာတာယမလောကဆိုတာယမမင်းရဲ့လောကလို့အဓိပ္ပာယ်ရတော့အပယ်လေးပုံကိုရည်ညွှန်းလိုက်တဲ့စကား
ရှမလောကိစဣမံတဒေဝကံနတ်ဘုံပြမဘုံနဲ့တကွလူဘုံအပဝင်ရှမလောကကြီးကိုဘယ်သူသိအောင်ကြိုးစားနေသလဲဆိုရင်နော်ဒီမေကုန်းကိုတော့သေခေါ်ပဲကျင့်စေပုဂ္ဂိုလ်တွေဟာသိအောင်ကြိုးစားနေတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်လို့မြတ်စွာဘုရားမေကုန်းလေးနဲ့အဖြေလေးတွေကိုပေးတာပဂတိမြေကြီးအကြောင်းသိလို့တန်မြဝကမလွတ်ဘူးတဲ့နော်လူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ပထဝီကိုသိမှတန်မြဝကလွတ်နိုင်မယ်ဒီအဓိပ္ပာယ်ကိုရှင်ညွှန်းတာပေါ့နော်ဒီအဓိပ္ပာယ်ကိုရှင်ညွှန်းတာဒါကြောင့်မို့ဩကတလောကနဲ့ပတ်သက်လာလို့ရှိရင်လည်းပဲအမှန်သိဖို့ကြိုးစားနေတာဟာပဲပုဂ္ဂိုလ်လေလို့ဆိုရင်သေခပုဂ္ဂိုလ်တွေပဲကောဓမ္မပဒံသူထေတိတံမြတ်စွာဘုရားမှန်မှန်ကန်ကန်ဟောပြထားတဲ့ဓမ္မအပုပ်တရားပုပ်ဓမ္မပဒဆိုတာဓမ္မအစုမြတ်စွာဘုရားဟောတဲ့ဓမ္မအစုအဲ့ဒါတွေကိုဘယ်သူသိမလဲဘယ်သူသိအောင်ကြိုးစားနေတာလဲတိက္ခပုဂ္ဂိုလ်တွေပဲကြိုးစားနေပုရုဇဉ်ကတော့လုံးချမှလုံးမှလေသိအောင်ကြိုးစားချင်မှကြိုးတိက္ခပုဂ္ဂိုလ်တွေကြတော့သေခောဣမံဓမ္မပဒံသေခောဓမ္မပဒံသူတေတိတာသေခပုဂ္ဂိုလ်ဟာသိအောင်ကြိုးစားနေတာဖြစ်တယ်အဲ့တော့ဓမ္မပဒတရားအစုဆိုတာဘာကိုပြောတာတော့ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေရဲ့ယင်ထဲမှာချမ်းသာကြွယ်ဝနေတာတွေကဘာတွေတုံးဆိုလို့ရှိရင်လောဘတွေဒေါသတွေမောဟတွေအဲ့ဒါတွေကချမ်းသာကြွယ်ဝတယ်နေ့စဉ်နဲ့အမျှအတိုးတွေတက်လာနော်လောဘတွေဒေါသတွေမောဟတွေကအလုံးကိုများမာနတွေများတယ်အိတ်တာတွေများတယ်မစ္စရိယတွေများတယ်အာဟိရိကအနုတ္တပအရှက်မဲ့တယ်ကြောက်မဲ့တယ်ဩဒိစ္စစိတ်ကိုစူးစီးလို့မရအောင်လွင့်ပြန်နေတယ်အဲ့ဒီအကုသိုလ်ရင်ထဲမှာအဆိုးအတွေးတွေအဆိုးအမြင်တွေအဲ့ဒါတွေကရင်ထဲမှာအပြည့်ရှိနေကြတယ်အဲ့ဒါတွေကိုဖယ်ရှားနိုင်တဲ့မြတ်စွာဘုရားဟောပြထားတဲ့ဓမ္မအစုဆိုတာဘာကိုပြောတာတော့ဆိုအဲ့ရင်ထဲကလောဘတွေဒေါသတွေမောဟတွေမာမနာတွေကိုရှင်းပြနိုင်တဲ့တရားတွေကိုဆိုလို့တယ်ပေါ့သူကရှင်ထဲမှာယောဂါတွေလူရဲ့ခန္ဓာကိုယ်မှာယောဂါတွေရှိနေတယ်အဲ့ဒီရှိနေတဲ့ယောဂါတွေကိုရှင်းပြနိုင်တာဆေးပဲပေါ့အဲ့ဒီဆေးတော့ချင်းဖြင့်ရင်ထဲကယောဂါတွေပြောတယ်ထို့တူပဲစိတ်မှာဆွဲကပ်နေတဲ့ကိလေသာဆိုတဲ့ယောဂါတွေကိုရှင်းပြဖို့ရအတွက်ကြတော့ဘယ်ဟာတွေလိုအပ်တုံးဆိုဘောဓိပက္ခိယတရား39ပါးတဲ့အဲ့ဒါနော်ဒီနေရာမှာဓမ္မပဒဆိုတာတရားအစုဆိုတာဘောဓိပက္ခိယတရား39ပါးအဲ့ဒီ39ပါးဆိုတာဘာတွေတုံးလို့မေးကြည့်မယ်ဆိုလို့ရှိရင်ပထမဆုံးအရေးကြီးဆုံးကဘာလို့ဆိုရင် mindfulness တတိပဋ္ဌာန်တရား၄ပါးအဲ့ဒီတတိပဋ္ဌာန်တရား၄ပါးဘယ်ပေါ်မှာလေ့ကျင့်ပြီးတတိကောင်းအောင်လုပ်ရမလဲဆိုရင်ကာယဆိုတဲ့ body ဝေဒနာဆိုတဲ့စိတ်ခံစားချက်စိတ်လို့ခေါ်တဲ့လူတွေရဲ့အသိအာယုံကိုယူတတ်တဲ့သဘောတရားဓမ္မလို့ဆိုတဲ့ကြံတဲ့သဘာဝတရားအဲ့တော့ကာယဝေဒနာစိတ်ဓမ္မအဲ့ဒီအာယုံ၄ရဲ့ပုံမှာတတိကိုမွေးမြူပြီးလေ့ကျင့်ရမှာဖြစ်တယ်ကာယနဲ့ပတ်သက်ပြီးတော့တတိကောင်းအောင်စိတ်ခံစားချက်နဲ့ဝေဒနာနဲ့ပတ်သက်တာကိုတတိကောင်းအောင်ကိုယ်စိတ်နဲ့ပတ်သက်လာတဲ့အခါမှာလောဘတွေဖြစ်များသလားဒေါသတွေဖြစ်များသလားကိုယ့်ကိုစိတ်ကိုချက်ကပ်လောက်တာဟောချက်ကပ်လောက်တာအဲ့ဒါလို့လောက်တာစိတ်တ ानु ပတနာဘောဓိနဲ့ပတ်သက်ပြီးတော့ချက်ကပ်လောက်တာကာယ ानु ပတနာခံစားမှုနဲ့ချက်ကပ်လောက်တာဝေဒနာ ानु ပတနာစိတ်နဲ့ပတ်သက်ပြီးတော့ချက်ကပ်လောက်တာစိတ်တ ानु ပတနာကြံတဲ့ကိုယ်တဏ္ဍမှာရှိတဲ့တရားဓမ္မတွေနဲ့ပတ်သက်ပြီးတော့ချက်ကပ်လောက်တာဓမ္မ ानु ပတနာလို့တ
တတိကိုအဲ့ဒီကာယဝေဒနာစိတ်ဓာတ်ဓမ္မဆိုတဲ့အာယုံ၄ရပ်နဲ့မွေးမြူကြီးထွားလောက်အောင်ကြိုးစားအထောက်ခြင်းအဲ့ဒီတရားကိုမြတ်စွာဘုရားဘသူတွေသိအောင်ကြိုးစားနေတာလဲဆိုသိခါပုဂ္ဂိုလ်တွေတတိနဲ့မှဒါတွေကဖယ်ရှားလို့ရမှာနောက်ပြီးတော့ဘာလို့ဆိုရင်တတိပဒံ၄ပါးပြီးရင်သမ္ပပဒံ၄ပါးသမ္ပပဒံ၄ပါးဆိုတာဘာလဲကြိုးစားအထောက်မှု၄ရပ်ဒီစကလုံးကသမ္ပပဒံဆိုတာမှန်ကန်စွာကြိုးပမ်းအထောက်မှုဆိုတာဘုန်းကြီးတို့အထောက်တာမှန်ကန်ကန်ကြိုးစားအထောက်နေတာဟုတ်ကဲ့လားမှန်ကန်စွာကြိုးစားအထောက်မှုဆိုတဲ့ဘောင်ကဘယ်လိုကန့်သတ်ထားလဲဆိုဥပမာတစ်ခုပြောမယ်ကိုယ့်ရင်ထဲမှာထိခနဲ့ဆိုဒေါသဖြစ်တတ်တဲ့အလေးထားရှိတတ်တယ်လူတွေမှာနော်ကိုမကြိုက်တာလို့ရင်ဒေါသဖြစ်တယ်အေးကိုကြိုက်တာလေးနဲ့တွေ့ရင်ပြုံးတုံးလုံးတာအဲ့ဒါတခုကိုမကြိုက်တာဆိုလို့ရှင်လူတွေဟာအမုန်းစိတ်ဒေါသတွေဖြစ်တယ်အဲ့ဒီနှစ်ခုပဲပြောအောင်ထင်ရှားအောင်ကိုမကြိုက်တာတွေ့လို့ရှင်ထဲမှာဒေါသဖြစ်တတ်တယ်ဆိုတဲ့လူတယောက်ကိုမှန်ကန်တဲ့ကျိုးပန်းအထောက်မှုဆိုတာဘာပြောတာတော့ဆိုရင်ကိုယ်ရင်ထဲမှာမကြိုက်တာတွေ့လို့ဒေါသဖြစ်တတ်တယ်ဆိုရင်ဒေါသမဖြစ်အောင်ထိမ့်သိမ်းတာဒါကျိုးပန်းမှုတစ်ခုဖြစ်တတ်တဲ့ဒေါသဒီအာယုန်နဲ့တွေ့ရင်ဒေါသဖြစ်လာတယ်အဲ့ဒီအာယုန်နဲ့တွေ့လဲမဖြစ်အောင်ဆောင်စည်းရမယ်ဒါကိုတံဝရလို့ခေါ်တယ် restraint လို့ပြောတာနော် restraint ဆိုတာအမှန်တမ်းအရေးကြီးထိန်းချုပ်ရမိတောင်မှလောင်ရင်ထိန်းချုပ်တာမဟုတ်လားမိလောင်တော့မယ်ဆိုမိဆိုထိန်းချုပ်တာအဲ့ဒါလိုပဲဒေါသကိုယ့်ရင်ထဲမှာဖြစ်မလာအောင်ထိန်းချုပ်ထားတယ်ဖြစ်လာပြီဆိုလို့ရှိရင်နှိပ်ကွက်ဖယ်ရှားရှင်ထဲမှာမေတ္တာမဖြစ်သေးဘူးဆိုဖြစ်အောင်ကြိုးစားဖြစ်လာတဲ့မေတ္တာတရားကြီးထွားလာအောင်ကြိုးစားဆိုလိုတာမကောင်းတာကြလို့ရှိရင်စောင့်စည်းဖို့ကြိုးစားဖြစ်လာရင်နှိပ်ကွက်ဖို့ကြိုးစားအဲ့ဒီကြိုးစားမှုနှစ်ရပ်ရဲ့ကောင်းတာဆိုလို့ရှိရင်မဖြစ်သေးတာဖြစ်အောင်ကြိုးစားခြင်းဖြစ်လာတာကိုတိုးတက်များပြားအောင်ကြိုးစားခြင်းဆိုဒါကြိုးစားမှု၄ရပ်ကိုသမ္မပဒံလို့ခေါ်တယ်အဲ့ဒီနည်းနဲ့ကြိုးစားသွားမယ်ဆိုလို့ရှိရင်ရှင်ထဲမှာအဆိုးတရားတွေကပျောက်မသွားပြီဘူးလားဒီလိုလုံးမှဆိုပျောက်သွားမှာပဲသိကြခုနကတတိနဲ့စောင့်ကြည့်တယ်သူတို့တတိနဲ့စောင့်ကြည့်တယ်ကိုယ့်ရင်ထဲမှာဒေါသရှိလားမရှိလားကြည့်စောင့်ကြည့်နေတာအဲ့တော့စောင့်ကြည့်လို့တွေးလာပြီဆိုရင်မဖြစ်အောင်ကြိုးစားမယ်ဖြစ်လာလို့ရှိရင်ဖယ်ရှားဖို့ကြိုးစားမယ်ကောင်းတဲ့တရားတွေမဖြစ်သေးရင်ဖြစ်အောင်ကြိုးစားမယ်ဖြစ်လာလို့ရှိရင်တိုးတက်အောင်ကြိုးစားမယ်ဆိုဟောတတိပဋ္ဌာန်တရား၄ပါးသမ္မာပဋ္ဌာန်တရား၄ပါးဒီနည်းနဲ့ကြိုးစားအေးရင်ထဲကဖြစ်လာတာလဲဟာငါစိတ်တူတယ်စိတ်တူတတ်တယ်ငါလာမထိနဲ့ငါလာမစမ်းနဲ့ဆိုပြီးတော့ဂုံယူဝင်ကြွားလက်မထောင်နေလို့ရှင်တော့ပိုးဆိုးလာမှာပဲမြောက်ပေးတယ်လေလူတွေကကိုယ့်ကိုယ်လည်းမြောက်ပေးတာပဲလို့ငါစိတ်တူတတ်တယ်နော်ဆိုတာချင်းချောက်လိုက်သေးတယ်ကြံတဲ့လူအဲ့ဒါလို့စိတ်တူတာကိုဂုံယူပြီးချင်းချောက်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့မကောင်းတဲ့စိတ်တွေကိုအခုနီးနဲ့သမ္ပပဒံနဲ့နှိပ်ကွက်လိုက်မယ်ဆိုရင်ပျောက်သွားအဲ့တော့ဒီလိုတတိထားတတ်ဖို့လုံလဝိရိယနဲ့ဖယ်ရှားတတ်ဖို့ဆိုတာဘာတွေလိုတော့ဆိုရင်အဋ္ဌိပတ်၄ပါးဆိုအောင်မြင်မှုအတွက်ဒီရည်ချင်းတွေရှိဖို့ဘာတွေတော့ဆိုရင်အေးဆန္ဒဖြစ်ခြင်းနဲ့ဆန္ဒရှိရကိုယ်ရင်ထဲမှာဒေါသကိုနှိပ်ကွက်ခြင်းနဲ့ဆန္ဒရှိရငါစိတ်ဆိုးတာမကောင်းဘူးဒီစိတ်ဆိုးတာနောက်ထပ်မဆိုးအောင်ငါနှိပ်ကွက်မယ်ဆိုတဲ့ဆန္ဒတကယ်လဲကြိုးစားပြီးတော့နှိပ်ကွက်တဲ့ဝိရိယနှိပ်ကွက်နေတာနဲ့ပတ်သက်ပြီးတော့စိတ်ဓာတ်ကြံ့ခိုင်နှိပ်ကွက်ပုံနှိပ်ကွက်နည်းဘယ်လိုနှိပ်ရင်ဒေါသကိုငါနိုင်လိမ့်မယ်ဆိုတဲ့အသိဉာဏ်ဝိမန္တလို့ခေါ်တယ်အဲ့ဒီအရည်ချင်း၄ရပ်နဲ့ပေါင်းစပ်လိုက်ပြီးဆိုရင်ခုနကတော့ပြောတဲ့မကောင်းတဲ့ဟာတွေဟာဖယ်ရှားပြီးသားပြောတတိနဲ့တွေးအောင်ရှာမယ်ဝိရိယနဲ့
ကြိုးစားမယ်သန္တာဝိရိယထပ်ပါတယ်ဝိရိယနော်သန္တာဝိရိယဒီသန္တာကိုဖော်ဆောင်တဲ့ဝိရိယဒီဝိရိယကနော်ခုနကနှိပ်ကွက်တဲ့ဝိရိယသန္တာကိုဖော်ဆောင်တဲ့ဝိရိယကြန့်ခိုင်တဲ့စိတ်ဓာတ်ဆင်ញင်တုံတရားဆိုတဲ့ဝိမန္တာဟောအဋ္ဌိပတ်၄ပါးနဲ့ပြန်ဖိလိုက်လို့ရှင်ထဲကအဆိုးတရားတွေကရောပါတော့အဋ္ဌိပတ်နောက်တစ်ခါအရေးချင်းတွေပါတွေရှိတော့ဆိုရင်သူကိစ္စသူ့မှာအပိုင်နိုင်လုံနိုင်တာကိုအိန္ဒြေလို့ခေါ်တယ်အိန္ဒြိယရဲ့အဓိပ္ပာယ်ကစိုးပိုင်ခြင်းလို့အဓိပ္ပာယ်ရတယ်စိုးမိုးအုပ်ချုပ်နိုင်ခြင်းလို့အဓိပ္ပာယ်ရတယ်ဥပမာနားလည်အောင်ပြောမယ်ဆိုရင်တတ္တဝိရိယတတိသမารိပညာလို့အိန္ဒြေ၅ပါးရှိတယ်ယင်းထဲမှာတရားကယုံကြည်တဲ့နေရာမှာသူကအုပ်ချုပ်တာသူဖြစ်မှယုံကြည်တယ်ကြံတဲ့ဟာတွေကမယုံကြည်တာအဲ့တော့သူကိစ္စကိုသူပိုင်နိုင်တယ်တို့ဆိုလို့ယုံကြည်ခြင်းကိစ္စမှာတရားဆောင်ရွက်တယ်ဝိရိယကကြိုးပမ်းအထောက်ခြင်းကိစ္စမှာဆောင်ရွက်တယ်တတိကအာယုစူးစိုက်မှုပေါ်မှာဆောင်ရွက်တယ်တမာတိကစိတ်တည်ငြိမ်မှုကိစ္စပေါ်မှာဆောင်ရွက်တယ်ပညာကအမှန်တရားကိုသိမှုပေါ်မှာသူကချီးစိုးတယ်လို့ဆိုအဲ့ဒီအိန္ဒြေ၅ပါးနဲ့လေ့ကျင့်ပွားများလိုက်မယ်ဆိုရင်အဆိုးတရားတွေကိုတွန်းလှန်ဖယ်ရှားဖို့ရအခြေအနေကောင်းကြီးတစ်ခုရသွားတရားဆိုတဲ့ယုံကြည်ချက်ရှိတယ်ဝိရိယဆိုတဲ့ကြိုးပမ်းအထောက်မှုရှိတယ်တတိဆိုတာအာယုံစိုက်တယ်တမာတိဆိုတဲ့စိတ်ကိုငြိမ်အောင်ထားနိုင်တယ်ပညာလို့ဆိုတဲ့အမှန်သိတယ်လို့ဆိုဟောအဲ့ဒါတွေကိုဘောဓိပက္ခိယတရားလို့ခေါ်တယ်အသိဉာဏ်ဖြစ်ဖို့ရအတွက်ဒီစွမ်းအားတွေအသုံးချရမယ်နောက်တစ်ခါပါဝါလို့ခေါ်တဲ့ဗလတရား၅ပါးဆိုလဲဒီ၅ပါးပဲသူတို့ဟာအရေးကြီးလို့စိုးပိုင်တာလဲသူတို့ပဲခွန်အားဟာလဲသူတို့ပဲတတ္တဝိရိယတတိသမารိပညာဟောဒီခွန်အား၅မျိုးကိုအသုံးချလိုက်တယ်ဟောတတိပဋ္ဌာန်၄ပါးသမပဋ္ဌာန်၄ပါးအဋ္ဌိပတ်၄ပါးအိန္ဒြေ၅ပါးဖို့၅ပါးပြီးတဲ့အခါကျတော့ဘုဇင်9ပါးဒီမှာလည်းပဲအတိညာဖြစ်ဖို့အတွက်တတိဟာထပ်လို့အပ်လာလို့တတိတန်ဖို့စဉ်ဓမ္မဝိဇ္ဇာတန်ဖို့စဉ်စူးစမ်းလေ့လာတတ်တဲ့ပညာဝိရိယတန်ဖို့စဉ်ကြိုးပမ်းအထောက်မှုပီတိတန်ဖို့စဉ်စိတ်ရဲ့ခြေနှံ့အာရမှုကိုဖြစ်ပေါ်စေတဲ့ပီတိတမာတိတန်ဖို့စဉ်ပတ္တိတန်ဖို့စဉ်ကိုယ်ရောစိတ်ပါငြိမ်းချမ်းမှုတမာတိတန်ဖို့စဉ်စိတ်အာယုန်တစ်ခုပေါ်မှာတည်ငြိမ်မှုနဲ့ဥပိ္ပခတန်ဖို့စဉ်တဘာဝတရားတွေဟာညီလူညီမျှဆွမ်းဆောင်မှုပေးခြင်းဆိုတဲ့ဒီဘုဇင်9ပါးနဲ့ပံ့ပိုးလိုက်တဲ့အခါမှာအတိညာဟာထက်တဲ့ထက်လာလို့ဆိုလို့ပြီးတဲ့အခါကျတော့မဂ္ဂင်10ပါးအမှန်မြင်ခြင်းအမှန်တွေးတောတတ်ခြင်းမနာပြောမနာလုပ်မှန်တဲ့အသက်မွေးဖို့ပေါ်မှာအခြေခံခြင်းနဲ့မှန်စွာကြိုးစားအားထုတ်ခြင်းနဲ့မှန်ကန်တဲ့အမှတ်ရမှုမှန်ကန်တဲ့တတိထားမှုလို့တမမှန်ကန်တဲ့စိတ်တည်ငြိမ်မှုလို့ဆိုရဲမဂ္ဂင်10ပါးအလုံးပေါင်းလိုက်တဲ့အခါဘောဓိပက္ခိယတရား38ပါးလို့ခေါ်တယ်အဲ့ဒီ38ပါးကိုဒီနေရာမှာသေခောဣမံဓမ္မပဒံသူထေတိတံဒီတရားတွေသိဖို့ကြိုးစားနေတဲ့ပုဂ္ဂိုလ်တွေဟာသေခပုဂ္ဂိုလ်တွေပဲဖြစ်တယ်လို့ဆိုလိုတယ်ပေါ့တန်မိုးထားတော့ဒါတွေနဲ့ဘယ်ဟာတွေကိုရှင်းပြဖို့လဲဆိုရင်ရှင်ထဲမှာရှိနေတဲ့လောဘတွေဒေါသတွေမောဟတွေမာမနာတွေဆိုတဲ့စိတ်ကိုပူလောင်စေတတ်တဲ့စိတ်ရဲ့အညစ်အကြေးဖြစ်တဲ့အကုသိုလ်တရားတွေကိုရှင်းပြဖို့ဟောဒီတရားတွေကိုအသုံးချရမယ်လို့ဆိုလို့ရှင်ထဲမှာတင်တိုက်စစ်စင်တာပေါ့အကောင်းနဲ့အဆိုးဆိုတာအမြဲတမ်းတိုက်နေတာပဲเนาะတစ်ခုနဲ့တစ်ခုအဲ့တော့တာမန်ပုဂ္ဂိုလ်တွေကအဆိုးတွေကိုလက်ခံထားပြီးအကောင်းတွေကိုမမွေးမြူတဲ့အခါကျတော့အဆိုးရဲ့လွှမ်းမိုးမှုနဲ့တန်တရားထဲမှာတဝဲလဲလဲနဲ့မွေးလိုက်ဟာအိုးလာလိုက်ဟာတည်သွားလိုက်ဟာနောက်ထပ်ပြန်မွေးလိုက်တန်တရားရဲ့ဟိုဆင်းရဲတွေကိုတဝဲလဲလဲခံပြီးထွက်ပေါက်မရအောင်ဆင်းရဲဒုက္ခတွေကိုကျုံနေကြ
အဲ့ဒီထွက်ပေါက်မရတော့အောင်တန်တရားဝဆင်းရဲမှာထွက်ပေါက်လမ်းစရှာမတွေ့တာဟာအခုပြောတဲ့ဘောဓိပက္ခိယတရား38ပါးကိုကိုယ့်ရင်နဲ့ရင်ထဲကိုရောက်အောင်မလုပ်နိုင်လို့ဖြစ်တာရင်ထဲရောက်အောင်လုပ်ပြီးဆိုရင်အဆိုတရားတွေကိုဖယ်ရှားပြီးရင်ထဲမှာအဝိဒံတန်ပြန်ပြီးမြတ်စွာဘုရားဟောတဲ့ဒီတရားတွေရအလုံးကိုဖယ်ရှားပြီးတော့ထာဝရငြိမ်းတဲ့အငြိမ့်တဲ့နိဗ္ဗာန်ဆိုတာကိုရသွားမှာဖြစ်တယ်လို့ဒီလိုဆိုလို့လည်းပေါ့ကုသလောပုပ္ဖမေဝပစိတ္တိကျွမ်းကျင်လိမ္မာတဲ့ပုဂ္ဂိုလ်ဟာအလှပန်းတွေကိုရွေးချယ်ပြီးတော့စီစစ်တဲ့ပုဂ္ဂိုလ်ပန်းနေရဲ့အရွယ်အစားကိုရွေးချယ်ပြီးတော့တိကုံးမဲ့ဆိုရင်ပန်းကုန်းကလှတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ဖြောက်တော့တွေ့ရပန်းကုန်းကိုကောက်ပြီးပုံမဲ့ဆိုရင်သေးတာသေးချီတာချီပွင့်တာပွင့်မပွင့်တာအဖူးကပါဆိုတော့ပန်းကုန်းကြီးကမလှအပွင့်ညီညီလေးတွေကိုလိမ္မာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ဟာပန်းလှဆင်တတ်တဲ့ပုဂ္ဂိုလ်ဟာအယောင်ကလည်းစုံတယ်အပွင့်ကလည်းလှတယ်ဆိုတာမျိုးလုပ်လိုက်ရင်ချစ်ပြောရှုပြောဖြစ်တယ်အဲ့ဒါလိုပဲလိမ္မာကျွမ်းကျင်တဲ့သေခါပုဂ္ဂိုလ်တွေဟာဒီတန်တရားဝဆင်းရဲတဲ့မှာဖြစ်နေတဲ့မလှမပရှုပ်ရက်ဆင်းရဲဖြစ်နေတဲ့အရာတွေကိုဖယ်ရှားပြီးလှပအောင်ရွေးချယ်နိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်လို့လောကမှာမလှမပဆင်းရဲဒုက္ခကြာရောက်နေခြင်းဟာအမှန်မသိခြင်းကြောင့်ဖြစ်တာဒါကြောင့်မြတ်စွာဘုရားကဒီဒေသနာတော်ကိုဟောတဲ့အခါမှာကောဣမံပထဝေဝိသတိဤမြေခန္ဓာကိုယ်ကပထဝီဓာတ်ကိုဘယ်သူဟာအမှန်သိအောင်ကြိုးစားနေသလဲရှမလောကိသဣမံတတေဝကံနတ်ပြည်နတ်လောကလူလောကနဲ့တကဝါသောဒီ32ဘုံဩဃတလောကကြီးကိုဘသူတွေဟာအမှန်သိပြီးကြော်လွှားဖို့ရအတွက်ကြိုးစားနေသလဲကောဓမ္မပရံသူထေတိတံကုသလောပုပ္ဖမေဝပစိတ္တိမြတ်စွာဘုရားဟောကြားထားတဲ့ကောင်းမြတ်တဲ့ဒီတရားတွေကိုဘယ်လူဘယ်ပုဂ္ဂိုလ်ဟာရွေးချယ်ပြီးတော့ကိုယ်နဲ့တင့်တော်အောင်ကျင့်သုံးနိုင်သလဲကျင့်သုံးနိုင်မလဲလို့ဒီလိုမေးခွန်းထုတ်ပြီးတော့မြတ်စွာဘုရားကဖြေတဲ့အခါမှာဖြေပြတယ်သေခောဣမံပထဝေဝိသတိကျင့်စေဖြစ်တဲ့သောတာပန်သဂရကအနာဂံပုဂ္ဂိုလ်တွေဟာခန္ဓာကိုယ်မှာရှိနေတဲ့အစ္ဆဒပထဝီလို့ခေါ်တဲ့ပထဝီသဘာဝတရားတွေကိုသိရှိအောင်ကြိုးစားနေတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။နတ်ပြည်လောကနဲ့ငကွာသောတတ္တဩဃတလောကတတ္တလောကကြီးတစ်ခုလုံးကိုနားလည်သဘောပေါက်အောင်ကြိုးစားနေတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။အလှပန်းတွေကိုရွေးချယ်သိကုန်းတယ်လို့ရှင်ထဲမှာလှဖို့ပဖို့ဘဝမှာလှပစေနိုင်တဲ့ဘောဓိပက္ခိယတရား38ပါးဆိုတဲ့တရားအစုတွေကိုရွေးချယ်ပြီးတော့တိခပုဂ္ဂိုလ်တွေဟာရွေးချယ်လှပအောင်ကြိုးစားနေကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်လို့မြတ်စွာဘုရားကဒီတရားကိုယဟန်တွေကိုဟောကြားဆုံးမခဲ့တာဖြစ်တယ်။အဲ့ဒီမှာမြေကြီးအကြောင်းပြောတဲ့ပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားကလမ်းဖြောင့်ပေးတာဖြစ်တယ်။အေးမြေကြီးနဲ့ပတ်သက်ပြီးတော့ပဂရိမြေကြီးအကြောင်းကိုမပြောနဲ့ပြောချင်ပြီဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ထဲမှာရှိတဲ့မာတဲ့သဘောရှိတဲ့မြေကြီးအကြောင်းကိုဆွေးနွေးပြောဆိုကြရမှာဖြစ်တယ်လို့ဒီတရားကိုဟောတာဖြစ်တယ်။ဘုန်းကြီးတို့တွေစဉ်းစားကြည့်မယ်ဆိုရင်ကိုယ်ခန္ဓာကိုယ်မှာဓာတ်ကြီး၄ပါးသာရှိတယ်ဆိုတာအမှန်ကန်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ခန္ဓာကိုယ်ထဲမှာရှိတဲ့ဓာတ်ကြီး၄ပါးကိုတွေ့အောင်ရှာကြမယ်ဆိုရင်အတုံးအခဲဖြစ်နေတဲ့အရာမှန်သမျှပထဝီဓာတ်လို့ပထဝီဓာတ်လွန်ခဲ့တဲ့အရာလို့ဆိုလိုတယ်။မှန်တော့သူတစ်ခုတည်းနေတာတော့မဟုတ်ဘူး။ဥပမာတစ်ခုသဘောပေါက်အောင်ပြောရမယ်ဆိုလို့ရှိရင်အလုံး
နေ့ breakfast ဆိုပေါင်မုံစားကြတယ်မဟုတ်လားမုံစားကြတယ်ကိတ်မုံပဲဖြစ်ဖြစ်ပေါင်မုံပဲဖြစ်ဖြစ်အဲ့ဒီပေါင်မုံဆိုတဲ့မုံမဖြစ်ခင်ဘာတွေလဲလို့မေးမယ်ဆိုရင်ဂျုံမုံနေမဟုတ်လားဂျုံမုံအမုံလေးတွေအဲ့ဒါကိုတလုံးတစ်ခဲတည်းဖြစ်သွားအောင်ဘသူကဆုစီပေးတာတော့ဆိုအာဘောဆိုတဲ့ရေးကဆုပေးတာနော်ပဂတိကိုပြောမယ်ဆိုရင်ဂျုံမုံတွေကိုအတုံးခဲဖြစ်သွားအောင်ရေးကဆုစီပေးလိုက်တယ်အဲ့ဒီအတုံးခဲလေးမာလာအောင်ဘသူကလှုပ်တော့ဆိုအပူဓာတ်ကလှုပ်တယ်အဲ့ဒါကတေဇောနော်အပူကြောင့်မာလာတယ်အဲ့ဒီမာလာတဲ့ပုံပန်းတဏ္ဍာအတိုင်းရက်တည်နေအောင်ဘသူတွေကတွန်းကန်ပေးထားတော့ဆိုဝါယောကတွန်းကန်ပေးထားတယ်အပြင်ကလည်းတွန်းတယ်အတွင်းကလည်းဆွဲစီတယ်ဆွဲစီသည့်အကြောင်းပေါင်မုံအတုံးလေးဒိုးနတ်ဆိုရင်ဒိုးနတ်အတုံးလေးပေါ့ကိတ်မုံဆိုကိတ်မုံအတုံးလေးကဒီပုံစံလေးဖြစ်သွားအဲ့ဒါပထဝီဆိုတာပေါ်မှာအခြေခံပြီးအဘောကဆုစီပေးတယ်တေဇောကမအောင်လုပ်တယ်ဝါယောကနေတွန်းအားပေးတယ်သို့မဟုတ်ဆွဲစီထားတယ်အဲ့ဒါကြောင့်မို့ဒီပုံစံလေးမပြတ်တည်ရှိနေတာလို့ပြောတာဘုန်းကြီးတို့တွေရဲ့ခန္ဓာကိုယ်တဲ့ဒီပုံစံအတိုင်းပဲမှတ်တာဆပင်လေးတွေဟာအခုလိုမြင့်မြင့်တန်းလေးဖြစ်နေအောင်ဘသူကပါလှုပ်ထားတာတော့လို့မေးမယ်ဆိုလို့ရှိရင်ပထဝီဆိုတဲ့အမုံအမွားအသေးလေးတွေကိုအဘောဆုစီလိုက်တယ်ဆုစီလိုက်ပြီးတော့တေဇောကမအောင်လုပ်ပြီးတော့ဝါယောကတွန်းခံထားလို့ဆပင်လေးတွေရှည်ရှည်မြင်းမြင်းလေးဖြစ်နေတယ်ဒါမို့ဓာတ်ကြီးလေးပါးကလွဲတာတခုမှမရှိဘူးကုံလုံးဓာတ်ကြီးလေးပါးဆုစီထားတယ်လို့အဲ့ဒါကိုစဉ်းစားဉာဏ်နဲ့မြင်အောင်ကြည့်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ပထဝီဓာတ်ဆိုတာမာတဲ့သဘောပြောတဲ့သဘောတေဇောဆိုတာဝါယောဆိုတာဆုစီးတဲ့သဘောနဲ့လွန်ကဲသွားရင်ယူစီးတဲ့သဘောသူကလွန်ကဲရင်အရေးဖြစ်ရင်စီးသွားမယ်မြတ်တာလို့ရှိရင်တော့သူကဆုစီးလိုက်တယ်တေဇောဆိုတာမအောင်ရင့်အောင်လုပ်တဲ့သဘောဝါယောဆိုတာဆွဲဆောင်ခြင်းနဲ့တွန်းအားပေးခြင်းဆိုတဲ့သဘောလို့အဲ့ဒီဓာတ်ကြီး၄ပါးဆိုတာရုပ်ခန္ဓာကိုယ်မှာဟောဒီဓာတ်ကြီး၄ပါးနဲ့တိဆောက်ထားတယ်ဆိုတဲ့သဘောတရားကိုသိရှိနားလည်အောင်ကြိုးစားအဲ့ဒီဓာတ်ကြီး၄ပါးမှာပထဝီဓာတ်ကိုအမဂန်အနေနဲ့မြတ်စွာဘုရားအခုဟောလိုက်တာခန္ဓာကိုယ်မှာရှိတဲ့ပထဝီဓာတ်ကြီးပေါ်မှာပထဝီဓာတ်မှာအလုံးဟာစုပြီးတော့အလုံးလုံးနေကြတယ်ဒါကြောင့်ပထဝီသည်ပဋိဌာနလက္ခဏာရုပ်အလုံးရဲ့တရားဖြစ်တယ်လို့သူဆိုလို့ရုပ်အလုံးကအဲ့ဒီပေါ်မှာမီးနေတယ်ဆိုပါစို့ပေါင်မုံတုံးလေးဟာဂျုံမုံလေးတွေအလုံးစုထားတဲ့အစုပေါ်မှာမီးနေတယ်ဂျုံမုံလေးတွေကလည်းပထဝီပဲအဲ့ဒီပေါ်မှာအာဘောကနေစုစီလို့တွန်းခဲဖြစ်လာတယ်တေဇောကြောင့်မာလာတယ်ဝါယောရဲ့တွန်းအားကြောင့်ပုံမပြတ်တည်နိုင်တယ်ဆိုတဲ့ဒီသဘောတရားကိုခန္ဓာကိုယ်ကြီးမှလည်းပဲဒီအတိုင်းပဲလို့ယဟန်တွေကိုဝိပဿနာကျင့်စဉ်တရားဓာတ်ကြီး၄ပါးရှုထောင့်ကနေပြီးတော့မြတ်စွာဘုရားသွန်သင်ဆုံးမဟောကြားတာဖြစ်ပါတယ်ဒီကနေ့ဟောကြားတဲ့ဒီဓမ္မပဒဒေသနာကတော့ဝိပဿနာတရားရှုခွင့်နဲ့ဟောတာဖြစ်သွားလို့ဝိပဿနာတရားနဲ့နည်းနည်းစိမ့်နေမယ်ဆိုလို့ရှိရင်တော့အိတ်ငိုက်ကောင်းငိုက်ပါလိမ့်မယ်နော်အိတ်မငိုက်အောင်ကိုယ့်ကိုအာယုံစူးစိုက်ပြီးတော့နားထောင်မှဒီတရားကသဘောပေါက်မှာဖြစ်ပါတယ်သဘောမပေါက်သေးရင်လည်းသဘောပေါက်အောင်ကြိုးစားရမယ်ဆိုတာကိုတော့စိတ်ထဲမှာထားပြီးတော့တို့တွေဘဝမှာလူရည်လူဖြစ်လာတဲ့အခါမှာဒီသဘာဝတရားတွေကိုသိရှိနားလည်ပြီးကိုယ့်ရင်ထဲမှာစွဲနေတဲ့လောဘတွေဒေါသတွေကိုဒီအသိဉာဏ်ကသာခြေဖြတ်နိုင်တယ်ဆိုတာကိုသိရှိနားလည်ပြီးဒီအသိဉာဏ်ရဖို့အတွက်တို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီတတိတရားချီးစွာထား၍ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း